လူတွေလေးဖြစ်တဲ့ကင်ချီတို့အတွေ့အကြုံရှိတဲ့လူတစ်ယောက်ကိုနိုင်ဖို့ဆိုတာခက်ခဲလို့နေပြီးစွကြည်ရဲ့ထိုးချက်တွေကိုဆက်ရှောင်နိုင်မှုကလည်းစတွေ့တုန်းကလိုမလွယ်ကူတော့ပါဘူးတိုက်ပွဲတွေရောက်သွားရင်ဘလောက်အစွမ်းအစရှိရလူဖြစ်နေပါစေတိုက်ပွဲအတွေ့အကြုံမရှိရင်တော့တစ်ဖက်လူရဲ့အားနည်းချက်အားသာချက်တွေကိုမခံမနိုင်တော့ပဲကိုယ့်ဘက်ကအစွမ်းအစရှိရဆိုရင်တော့မှအတွေ့အကြုံများတဲ့လူကပဲအရေးချင်းနဲ့အနိုင်သွားလို့ရပါတယ်ကင်ချီလည်းရှိကားတွေကိုနိုင်ကွယ်ကတိုက်ကွက်တွေကိုပြန်ထုတ်တော့ပေမဲ့စွကြည်ပေါ်ဘလူးမမထီရောက်ပဲထိုးပဲနေရအကြောင်းစွကြည်လည်းအမချောင်ပဲရှုံးပြလိုက်တော့လို့ပြောလိုက်ပြီးဒါကင်ချီကလက်မခံသေးပဲခမရောက်ကြုံမှုကခုမှစမှာဆိုတာပြန်စင်ခေါ်လိုက်လို့စွကြည်လည်းပြီးထိုးလိုက်ပြီးကင်ချီကရှောင်းသိမ်းရင်အားနည်းချက်တွေကိုရှာနေပေမဲ့သူထက်စွကြည်ကညံပူပြီးနေရကြောင်းရှောင်းသိမ်းသမျှကနေဟန်ချက်ပြတ်သွားလောက်လိုက်ပြီးရနေရှိလာမှကင်ချီမိမပုံသေးတိုက်ခိုက်နေရှိနေတာသိရသွားပြီးတိုက်ခိုက်တယ်ဆိုတာမင်းထင်တာတလို့မျိုးရှင်းနေဘူးဆိုတာဆွဲထိုးပြလိုက်ပါတယ်တဖက်ကတူဂျူမှာတော့မီးရထုတ်တွေတွားတိတ်ပြီးတဲ့ကကင်ချီအန်တီရဲ့ကြောက်တော့မယ်ဆိုတဲ့ခန်းစားချက်မျိုးကိုအပတ်ချန်တယောက်ရှင်နဲ့မတူပဲပိုခန်းစားမိနေရမှုလို့ထုံးစံအတိုင်းချိန်စာရုပ်ကိုတန်နေရိုက်နေခဲ့ပြီးကင်ချီအဆင်ပြေဖို့ဆိုရင်တော့ရှိကူလည်းပြောတဲ့အတိုင်းချိန်တရားရရမှာဖြစ်ပါတယ်ဒါပေမဲ့အပတ်ချန်တရားမပြည့်ခင်ဖိုးကြီးဟောက်သူကငါဖိုးတန်တီရှူပင်မှာတန်သူရိုက်နေပြန်ပြီလားဆိုကဒေါ်လာတကြီးအော်ထေးလိုက်လို့နှစ်ယောက်သားတန်းနေအောင်ပြေးကြပါတော့တယ်အဲ့ချိန်ကင်ချီကတော့ပပနေနဲ့ထိုးပဲနေရကစွကြည်လည်းထိုးရလုံးလို့မောဆိုးနေပြီးဒီကမီးကပါကင်ချီတို့စိုးရင်တကြီးဖြစ်လာပြီးမြခင်းစဲသားနေလို့ဒါကင်ချီကိုကယ်ရင်တဲ့စိတ်ကိုမနေထိန်ချုပ်နေရပါတယ်စွမ်းလျှော့တဲ့ကင်ချီလည်းပြန်ထားလာပြီးတော့အဲ့လူခမည်းလိုနေပြီနော်ငါကလူသားတစ်ယောက်ပဲခမည်းထိုးဖို့လုပ်ထားတဲ့တစ်ပင်ကြီးမဟုတ်ဘူးပြိုင်ဘက်ကိုညှတာဘူးအောင်မသိရဲ့ယူကောင်လို့ပြောလိုက်လို့စွကြည်လည်းစိတ်တူသွားပြီးနောက်လိုက်သူကပါသူ့ခေါင်းဆောက်ကိုယူလို့ခေါ်ရတဲ့ကင်ချီကိုကြည့်နေနေမကြခင်တစ်ခုဖြစ်လာတော့မယ်ဆိုတာကိုကြိုသိနေကြပါတယ်ကင်ချီလည်းစွကြည်ထိုးရကိုပြန်ခုခံဖို့အတွက်ဓမ္မဆုံးမီးတင်မိထားတဲ့အခြေခံတိုက်ကွက်ကိုထော်တုံးပြီးတော့အဝေးကိုတွန်းထုတ်ပြလိုက်ပါတယ်။ဒါကြောင့်ကင်ချီလုံးနိုင်ပြီဆိုတဲ့စိတ်နဲ့တတိမရှိတော့အကိုခင်းဆဲရိမ့်မိနေပြီးရုတ်တရက်ဆုတ်တယ်လို့စွကြည်ကလည်းပြေးဝင်လာခဲ့ကခြေထောက်နှစ်ပတ်လုံးကိုလှည့်ချပစ်လိုက်ရင်းနဲ့စိတ်မကောင်းသားကြီးဟာမင်းကငါကန်လက်မှုကိုလက်မခံမှတော့မင်းခြေထောက်ကိုယူုံပဲရှိရပါဆိုပြီးလိန်ချိုးနေပါတယ်။ခင်းဆဲကတော့ကင်ချီရှောင်းသွားပြီဆိုကကင်မရာကိုပိတ်လိုက်ပြီးမီးကလည်းတွားကိမ်မျိုးလုံးနေတော့မှတာခေရရောက်လာပြီးတော့လိန်ချိုးနေတဲ့စွကြည်မျက်နှာတဲတဲကိုထိုးပြလိုက်ပါတယ်။ဒီမှာစွကြည်ငါလာခုလာလူခုကန်ကနေနှုတ်ထွက်ဖို့ဆုံးဖြတ်ပြီးသွားပြီမင်းဘာပြောပါလို့ငါခီးမဆိုင်ဘူးဒါပေမဲ့ငါတက်ကိုကယ်ပေးခဲ့တဲ့ကင်ချီပေါ်ဒီတက်ဆူရလာစီမယ်ဆိုရင်တော့ငါခွန်းလို့နေမှာမဟုတ်ဘူးနော်အားရဲ့ထင်းရောက်ထင်းမပေလက်တီပြန်ရောက်လာပြီဆိုတာကိုမမေးလိုက်နဲ့ကင်ချီမင်းရဲ့ခန္ဓာကိုယ်ကလည်းလေးလိုက်တာရပါလေဒီကိစ္စကိုငါတာဝန်တာလွှဲထားလိုက်ဆိုပြီးစွကြည်တို့ကိုဘယ်လက်တီနဲ့ရွေပြလိုက်ပါလေတာခေရလက်တီကြောင့်တည့်ရဲ့နောက်လိုက်သူကလည်းပြန်ချဖို့ကိုမွေမြေဖြစ်နေရကြောင်းစွကြည်ကငပိန်းတွေဒီကောင်းလက်တီလုံးဝတက်တာလာပြီဆိုရင်စားလာကလေးကသုံးပါပေါ့ကြောက်မနေနဲ့လိုက်တမကြဆန်းဆိုကဆေလွတ်လိုက်ပြင်မဲ့သူကတော့တာခေရကျွေးသွားတဲ့လက်တီစာကြောင့်မျက်နှာတစ်ချမ်းလုံးနာကျင်နေရပါတယ်တာခေရကလည်းကင်ချီကိုတည်ထားရင်းနဲ့ပြီးတာကေကနောက်ကနေစွကြည်ရဲ့လူတွေပါလိုက်လာမှုလို့ခင်ဆယ်တဲ့ထင်မြန်တဲ့ရှိန်နဲ့ဝင်သားလိုက်ပြီးတော့ကင်ချီကောင်းဆုံးကျူးစားသွားခဲ့တယ်ဒါကြောင့်သူ့ကိုထပ်မနောက်ရှက်နေရောဆိုကတရားတစ်ခုလုံးကိုသူ့တရုတ်တိုင်းကွက်နဲ့ချိုးပြလိုက်တာကြောင့်သုံးအောင်စလုံးရင်းနစ်သွားပါတယ်တစ်ဖက်ကတာခေရကမကြမီလက်ဝဲပြန်ထူးနိုင်တော့မဲ့အကြောင်းနဲ့ကျေးဇူးတင်တဲ့အကြောင်းတွေကိုတလန်လုံးပြောပြနေခဲ့ပြီးကင်ချီကတတိမိနေလို့သူပြောရတွေကိုနားမထောင်နိုင်ခဲ့ပါဘူးဒီလိုနဲ့ညရောက်မှကင်ချီတတိပြန်လာခဲ့ပြီးတချို့ကသူ့ကိုစိတ်ပူနေပြီးမြင်တချို့ကတော့ပြက်တဲ့ရှုံးခဲ့တဲ့ကိစ္စကြောင့်မဖြစ်တော့ဘူးအရင်လိုဒီကောင်းကိုပြောနေလို့မရတော့ဘူးနောက်နေ့ကစပြီးငရဲလို့ပြင်းထန်နေလေ့ကျင့်တွေလောက်ရမယ်ဆိုပြီး PI ပြီးနေလို့ကင်ချီလည်းမေမေကေပါအောင်တွေဖြစ်ကုန်ပါတယ်ကင်ချီဒီတစ်ခေါက်ရှုံးခဲ့တဲ့အရှုံးကစွကြည်ရဲ့လက်အောက်ခံနေကြမှာပြည့်နှက်လာတော့မှဖြစ်ပြီးကင်ချီတန်ရာတွေနဲ့အားနဲ့နေတဲ့အချိန်တွင်းမှာခွင့်ရယူတိုက်ခိုက်ခြင်းတဲ့လူတစုကမချခင်နီးနားကနေရောက်လာနိုင်တာမို့လို့အနက်ပြက်အကြောင်းမှာကိုးနောက်ကျောကိုအထူးတတိထားနေပါဆိုပြီးဝိုင်းချောက်လိုက်ကြပါတယ်မီယူကအစင်ပြေတော့မှပါဆိုပြီးနှိမ့်သိပ်ပေးနေပေမဲ့ကင်ချီကမြစိတ်တော့ကရောက်နေရကဒီကိုဘလူရောက်လာလဲဆိုတာတော့မမှတ်မိရောလို့ခင်းဆဲကနောက်ဆက်တွဲဖြစ်ခဲ့သမျှကိုပြောပြလိုက်ပါတယ်ပြီးရတယ်သူမတန်းတင်ထားတဲ့ကင်ချီတတိလွတ်သွားတဲ့စက္ကန့်လေးအတွင်းမှာစွကြည်နိုင်ခွဲရဲ့အကြောင်းကိုဗီဒီယိုနဲ့တကွရှင်းပြလိုက်ရင်းနဲ့နောက်ဆုံးမှတင်မားပုံကြီးပေါ်လာလို့မီယူလည်းဒေါသတစ်ထောင်ထောင်ထွက်သွားပါတယ်ဒီလိုနဲ့နောက်နေ့ကျမှမီးနဲ့အတန်းခွဲပြီးရနဲ့ဘယ်ကောင်များချောင်းရိုက်မိလဲဆိုတဲ့စိတ်နဲ့ကြောင်းကနေခဲ့ပြီးဒီကြားနေကြီးမကတိတ်တိတ်လေးရောက်ချလာလို့ကင်ချီလည်းအသေးတုံအောင်လက်ဖြတ်သွားပါတယ်ဒီကြီးမကကင်ချီလာခုနလိုကူထိပ်ပန်းကောင်းဆောင်တယောက်ကိုရှုံးနေခဲ့ရဆိုတာသိနေခဲ့ပြီးဒီတည်င်းကိုလည်းကြောင်လုံးကိုဖြန့်ထားခဲ့ကအခုလည်းအကြောင်းနဲ့ရောက်နေရဆိုတက်တိုက်ကိုကင်ချီမနေရတဲ့ရတွေမကြက်သေးဘူးဒါခွင့်ရေးပဲဒီမှာရှိနေတဲ့လာဝိုင်းချကြဆိုပြီးအော်ခေါ်လိုက်တာကြောင့်ကင်ချီကမြန်နေကြီးမကိုပြန်ပြောစရာစကားလုံးတော့မရှိတော့ပဲပပြေးရပါတော့တယ်ဒီကြီးမချွန်သွန်းလုပ်တဲ့အကြောင်းရင်းကကင်ချီပေါ်မျောလင်းချက်ကြီးထားလို့ဖြစ်ပြီးရုပ်ရှင်ကားတွေကလို့နိုင်ကျင်းခံနေရတဲ့ကောင်လေးကတကယ်ပဲသူရဲကောင်ဖြစ်နိုင်ပါမလားဆိုတဲ့အတွင်းနဲ့ဆွဲတင်လိုက်တွန်းချလိုက်လုံနေရဖြစ်ပါတယ်တစ်ခါကင်ချီကတော့ထွက်ပြေးလာနေတဲ့ကြောင်ပိတ်မိနေပြီးလူမိုက်တွေကမင်းထွက်ပေးပြေးနေတော့မှလားငါတို့ကမင်းကိုဆရာကြီးထိန်ပြီးတော့တန်ရရနေတော့မှတောင်လာချောင်းတိုက်ရတာအခုတော့စောက်ပိုးကြီးပါလားဆိုပြီးအားတိုက်ကြပါတော့တယ်တစ်ချိန်တည်းမှာပဲနောက်ကနေတာခေရရောက်လာပြီးတော့ကင်ချီကိုထိဖို့စဉ်းစားနေရဆိုရင်ငါနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုကအကြီးတစ်ချက်နဲ့တင်ချလိုက်တာကြောင့်သူရစလုံးနဲ့သွားမရှိရဲ့ခွေးတကောင်လိုဟောင်းပြီးသွားကြပါတယ်ဒီနောက်တော့ကင်ချီကိုမင်းဘာမှကျေးဇူးတင်နေစရာမလိုဘူးငါအတွက်မင်းလုပ်ပေးခဲ့ရရင်နဲ့ရှင်ဒါတွေကဘာမှမဟုတ်ဘူးဒါနဲ့ငါလက်ဝိတ်ထူတာကိုပြန်စားရမယ်တိလားထရိနီကိုနောက်လာရင်မှပြန်စားမှာဒါကလည်းမင်းနဲ့အခီဆာမရဲ့ကျေးဇူးတွေကြောင့်ပေါ့ဒါပေမဲ့ငါမရှိရဲ့ချိန်ကြရဲ့ဘလို့ချင်းတွေပဲဖြစ်ဖြစ်နိုင်ကျင့်မခံရစေနဲ့ငါ့ကိုတောင်နိုင်ရွယ်သေးရပဲဘယ်သူမှမကြောက်ပဲကိုကိုယုံကြည်ချက်ထားဖို့အားပေးလိုက်ပါတယ်လူတရက်ဆိုသလိုယူကီတာကလည်းရောက်ချလာပြီးတာခေရကိုလာခုနလိုခိုဖွဲ့ဝင်ဖြစ်ကနေနှောက်ထွက်ဖို့တေချာသွားပြီလားလို့မိလိုက်ပါတယ်
ဒါကြောင့်မို့ကင်ချီကတငယ်ချင်းနှစ်ယောက်ကြားတွေ့ခွဲတော့မှကိုစိုးရိမ်နေခဲ့ကယူကီတာကတော့သူ့ပေါင်းခဲ့ကာလတစ်လျှောက်လုံးတာခေရဘာဖြစ်ချင်နေလဲဆိုတာမသိခဲ့ပေမဲ့အခုမှသိလိုက်ရတော့တာခေရကိုမင်းသူများလောက်ခံမလုံးနဲ့ရောမင်းကအားကစားသမားတစ်ယောက်ပဲမင်းလက်ဝိတ်ပဲထိုးသင့်နေနောက်ဘာတွေဖြစ်လာမလဲဆိုတာမသိပေမဲ့မီရွေးချယ်ထားတဲ့လမ်းကိုမင်းပြန်ရှောင်ရလိမ့်မယ်ကဲပါဒါကြီးကနောက်မှပဲတွေ့ကြပါပေါ့ထိုးချက်သူရဲ့တာခေရအကောင်းဆုံးကြိုးစားလိုက်ပါဆိုပြီးနှုတ်ဆက်ထွက်သွားပါတယ်ကင်ချီကတော့သူတို့နှစ်ယောက်တငယ်ချင်းတဲ့ရောက်စဉ်ကိုကြည့်ရင်အားကျနေခဲ့ကညီမလိုရုပ်သမားလူမျိုးတွေမှာတငယ်ချင်းလာဖြစ်နေလို့နောင်သားမြေကြီးကြနေမိပါတော့တယ်ဒီနောက်တော့သူတို့မှာကင်ချီမရှိခင်အတော်တွင်ဆရာကြီးရဲ့အားလုံးစုပြီးတော့တပည့်လေးကင်ချီကောင်းစားဖို့အတွက်စီဝေပြုလုပ်နေကြပါတယ်မနေ့ကကင်ချီရှုံးခဲ့တဲ့ရှုံးကတင်မေးခဲ့တဲ့ဆရာတွေကိုရှက်ခွဲရရောက်တာမို့လို့ရှေ့လျှောက်ကိုခံမရတင်မေးရဲ့နေရာမှာရင်လိုလူညံ့နေလို့မရတော့ပဲနောက်နေ့ကစပြီးကင်ချီကိုထင်ရှားသောသိစေနိုင်တော့တိုက်ခိုက်သမားဖြစ်ပြောင်းလဲပြဖို့ကိုအာသက်တီရောဆွေးနွေးတိုင်ပင်နေကြပါတယ်အဲ့လိုလုပ်ဖို့ဆိုရင်ကင်ချီကအရင်လိုအိမ်နဲ့သွားပြက်လုံးနေလို့မရတော့ပဲကျောင်းသွားကလွယ်ပြီးဒူဂျူမှာပဲရိုင်းနေထိုင်ခိုင်းရမှာဖြစ်ပါတယ်တကယ်လို့ကင်ချီနေဖို့ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ဆရာတွေအားလုံးရဲ့အစိမ့်မဲ့ကိုယ်ခံပညာသင်ခန်းစာတွေနဲ့အဲလိုလေ့ကျင့်ရေးတွေကိုတင်းတင်းကြပ်ကြပ်တင်ရပြီးတော့မှဖြစ်ပြီးအားလုံးကတည်းတရားဝင်တပည့်ဖြစ်တာအမေကင်ချီကိုတင်မေးချင်လို့နောက်နေ့ကိုအောင်မဆောင်နိုင်တော့ပဲတက်ကြွနေကြပါတယ်သူတို့တိုင်မင်နာတွေကိုကြားရတဲ့မိယူကကင်ချီအတွက်မြေခေါင်းလောက်လာခဲ့ကအိမ်မှာစာလုံးနေတဲ့ကင်ချီကလည်းနေထိုင်နာချီတိုက်ချောင်းဆိုးလိုက်နဲ့ရုပ်တရက်ကောင်းထဲမှာဆရာကြီးရဲ့ပုံရိပ်ကပေါ်လာတာကြောင့်စက်သိန်းတစ်ဖင်းမြန်းထားသွားပါတယ်